CB band တင်နေဒီစုံမှာရှိနေပါတယ်ဟိုနေရာတော့ဝါဟာအနီးဆုံးမှာ CB ဘန်ကတင်းတဲ့အနီးဆုံးမှာရှိနေ အနီးဆုံးမှာ CB band ရှိနေ ကျွန်တော်နိုင်ငံမှာဘလောက်ပဲလူမျိုးတွေဘာသာတွေကျွန်တော်တို့အယူဝါဒတွေဘလို့ပဲကွဲပြားနေပြီနိုင်ငံသားမှန်တယ်ဆိုရင်ကျွန်တော်တို့အားလုံးအတူတူရှိတယ်ဘလို့နိုင်ငံရေးအကျက်တဲပဲဖြစ်ဖြစ်အခက်အခဲပဲဖြစ်ဖြစ်စီးပွားရေးကျွန်တော်တို့ဘလို့ကြီးပဲဖြစ်နေပြီအာဏာရှင်စနစ်ရဲ့အငွေ့သက်တွေနဲ့ဖျက်ဆီးခဲ့ကြရတဲ့မြန်မာလူထုဟာကိုယ်နဲ့မတူညီဘူးဆိုရင်လက်မခံနိုင်ဘူးဆိုတဲ့အခြေအနေတစ်ခုကိုပြောင်းလဲဖို့တကယ်ပဲလိုအပ်နေပြီလားအသားရောင်ခွဲခြားမှုနဲ့ဘာသာရေးအရာခွဲခြားမှုတွေကိုကန့်ကွက်ဖို့လူဦးရေ900ကျော်ကငြိမ်းချမ်းရေးတန်စင်တွေနဲ့မေလ14ရက်နေ့မှာလမ်းလျှောက်တီးဆိုကြဖို့ရှိနေပါတယ်ကျွန်တော်တို့နိုင်ငံမှာပေါ့နော်ပြောင်းလဲမှုတွေကအများကြီးဖြစ်လာပြီဖြစ်လာတဲ့အခါမှာကျွန်တော်တို့နေထိုင်ခဲ့ရတဲ့ကြီးပြင်းခဲ့ရတဲ့လူမှုဘဝကပတ်ဝန်းကျင်ကနည်းနည်းအာဏာရှင်စနစ်ကျွန်တော်တို့ရဲ့ကြီးပြင်းခဲ့တဲ့လူမှုပတ်ဝန်းကျင်အာဏာရှင်စနစ်ကိုအရင်တယူတန်တာတွေအများကြီးများတယ်ပေါ့နော်အဲ့ဒီအတွက်မှာကျွန်တော်တို့ရဲ့ကြုံတွေ့လာနိုင်တာတွေကအမြင်မတူတဲ့လူတော်၎င်းကျွန်တော်တို့နဲ့မတူညီတဲ့လူတော်ကောင်လက်မခံနိုင်တဲ့ဟာတွေဖြစ်လာနိုင်တယ်အဲ့ဒီ society ဖြစ်လာအဲ့ဒါကိုကျွန်တော်ကဘာလို့ဖြစ်ချင်လဲဆိုတော့အထူးသဖြင့်မြင်မတွေ့လူဖွဲ့စည်းခြင်းထိခိုက်လိုက်တဲ့အခါကျရင်အဓိကခံစားမှာလူငယ်တွေကအရင်ဆုံးအဲ့ဒါနောက်အနာကမျိုးဆက်ကိုတတ်နေတာရဲ့အတူတူပဲလို့ကျွန်တော်တို့မြင်တယ်အဲ့ဒီအတွက်မှာကျွန်တော်တို့ဘာသာရေးနဲ့ဖြစ်လာတော့လည်းကောင်းလူမျိုးရေးရတော့လည်းကောင်းအခြားအသားရောင်ရခွဲခြားခြင်းပေါ်မှာကျွန်တော်တို့တွေကကန့်ကွက်တယ်ခွဲခြားမှုတွေကိုကန့်ကွက်တယ်အဆုံးရောက်တွေကိုရှုံချကျွန်တော်တို့ဟာလူဝါဒီကိုလက်ကင်ဆွဲပြီးတော့ကျွန်တော်တို့ရဲ့ရှေ့ဆက်အနာဂတ်ကိုရှောက်လွှမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်လမ်းလျှောက်ခြင်းဖြစ်ပါတယ်ဗျဒီလမ်းလျှောက်ပွဲမှာတော့ဘာသာရေးခေါင်းဆောင်တွေနဲ့တခြားလူမှုအဖွဲ့အစည်း20ကျော်ကလည်းပါဝင်ကြမှာပါဒီလမ်းလျှောက်ပွဲဟာနိုင်ငံရေးခံယူချက်အဖွဲ့အစည်းနောက်ခံတွေလုံးဝမပါတာကြောင့်ကိုးကွယ်ရာဘာသာရှိသူရောမရှိသူရောလာရောက်ပူးပေါင်းဖို့ကိုအောင်စောကဖိတ်ခေါ်ခဲ့ပါတယ်အကုန်လုံးတော့ကျွန်တော်တို့ကဖိတ်ခေါ်တယ်ကျွန်တော်တို့တတိပုဂ္ဂလပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအဖွဲ့အစည်းပဲဖြစ်ဖြစ်တခုပဲရှိတယ်ကျွန်တော်တို့ဒီမှာလာပူးပေါင်းတဲ့လူတွေအားလုံးကဘာမှနိုင်ငံရေးခံယူချက်တွေကျွန်တော်တို့ဒီအဖွဲ့အစည်းနောက်ခံ background တွေဘာမှမရှိဘဲနဲ့ကျွန်တော်တို့အားလုံးအဖြူတယ်ပဲအားလုံးကကျွန်တော်တို့နိုင်ငံသားဖြစ်တယ်ဆိုတဲ့လူတိုင်းအားလုံးကကျွန်တော်တို့ပူးပေါင်းပါဝင်လို့ရတယ်အသက်အရွယ်မကြီးအသားအရောင်မကြီးလူမျိုးဘာသာမကြီးဘာသာမဲ့ပဲဖြစ်ဖြစ်ဘလို့နတ်ကိုးကွယ်တဲ့လူပဲဖြစ်ဖြစ်မြန်မာနိုင်ငံတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ပါဝင်လို့လည်းရတယ်ဆိုတော့အားလုံးဖိတ်ခေါ်ပါတယ်နေ့လယ်3နာရီကစတင်ကတာမွေမြို့ကြောင်မြောင်းမှာရှိတဲ့ဗဟာအီယုံချုပ်ကနေစူးလေအထိလမ်းလျှောက်ချီတက်ကြမှာပဲဖြစ်ပါတယ်